င်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြဖို့ရှိပါတယ်ဟုတ်ကဲ့မင်္ဂလာပါအဲ့ဒါကတော့စေပညာလောကမှာပေါ့နော်တိတ်ကိုဂျုံတွဲနေရတဲ့အခြေအနေတစ်ခုမတိချာမရွေတာမှုနေအကြောင်းပါပဲဟုတ်တယ်ပါကျမတို့လက်ထက်ရောက်လာတဲ့ဒီစေပညာဆိုင်ရာမှတ်တမ်းတွေလက်ဆွဲတွေထဲကအချက်လက်တွေကိုကြည့်ပြီးတော့လေအချက်လက်မပြည့်စုံတဲ့အခါမျိုးရှေ့ဆက်ဘာဖြစ်မလဲတက်မပြောနိုင်တဲ့အခါမျိုးမှာကျွမ်းကျင်သူတွေဘယ်လိုများဆုံးဖြတ်ချက်ချကြသလဲဆိုတော့ကိုနည်းနည်းအသေးစိတ်ကြည့်ကြမယ်လို့စဉ်းစားထားရပါတယ်။ကောင်းပါတယ်စဉ်းစားစရာပဲ။ဘာလို့လဲဆိုတော့စေပညာဆိုတာကဘယ်လိုပြောမလဲတပေါင်းတစ်နေ့လို့တိတိကျကျအဖြေထုတ်လို့ရတဲ့ကိစ္စမျိုးအမြဲတမ်းမဟုတ်ဘူးလေဟုတ်တယ်နော်ဟုတ်ကဲ့ဖြစ်နိုင်ကြတယ်ချိန်စားရတယ်အန်ဒီယာတွေကိုစဉ်းစားရတယ်တခါလေအဖြေကတရားရာခံတော့မတေချာတိတိုင်အောင်မလို့အကောင်းဆုံးလက်စွပ်လက်ခံပြနိုင်တဲ့အထောက်ထားပုံမူဒီပြောဆုံးဖြတ်ရတာကြီးပါပဲအထူးသဖြင့်အရေးပေါ်ဌာနတို့ ICU လိုနေရာမျိုးမှာဆိုရင်အချက်လက်တွေကတိတ်များတယ်အခြေတွေလည်းခဏခဏပြောင်းလဲနိုင်တော့လေဒီမတေချာမှုတွေကိုကင်တွယ်နိုင်ဖို့ကတိတ်အရေးကြီးတာပေါ့ဟုတ်ကဲ့ဒါဆိုရင်လေပထမဆုံးအနေနဲ့ယောဂရှာဖွေရေးမှာကြုံရတဲ့စိန်ခေါ်မှုတွေမတေချာမှုတွေနဲ့စလိုက်ကြအောင်လားကောင်းပါပြီလူတယောက်ဘာယောဂဖြစ်နေလဲအတိအကျသိဖို့ဆိုတာတခါတည်းတော်တော်ခက်တယ်နော်မှန်ပါတယ်အဓိကယောဂလက္ခဏာတွေကစင်တူနေတတ်တာမျိုးပေါ့ဥပမာအသက်ရှူမဝဘူးဆိုပါတော့အဲ့ဒါတခုတည်းနဲ့ဘာကြောင့်လဲပြောဖို့ခက်တယ်နှလုံးကြောင့်လားအဆုတ်ကြောင့်လားဟုတ်တယ်တခြားကြောင့်တွေလည်းအများကြီးဖြစ်နိုင်တာကိုရင်ပတ်အောင်တာလည်းအတူတူပဲအရင်ဆိုးတဲ့နှလုံးသွေးကြောပိတ်တာကနေအစားရင်လိုရိုးရိုးကိစ္စအထိဖြစ်နိုင်တာဆိုတော့လေအဲ့ဒီတော့လက္ခဏာတစ်ခုတည်းနဲ့တော့တပြောဖို့ကခက်တာပေါ့လမ်းတော့ပြနိုင်တာပေါ့လေဟုတ်ပါပြီအဲ့လိုလက္ခဏာတွေစင်တူယုံတင်ဖို့နော်ကျွန်တော်တို့လှုပ်လိုက်တဲ့စစ်ဆေးမှုတွေကလည်းချက်ချင်းကြီးအဖြေမပေးနိုင်တာမျိုးတွေလည်းရှိသေးတယ်ဥပမာဘယ်လိုမျိုးလဲရှင်ဥပမာဆိုတော့လူတယောက်တွေးတော်များများဆုံးရှုံးသွားတယ်ပေါ့သူ့ရဲ့တွေးအားနဲ့မနဲ့စစ်တဲ့ hemoglobin HB ပမာဏကချက်ချင်းဆိုလို့ထိုးကြမတွရဘူးဟုတ်လားဟုတ်တယ်နိုင်ပိုင်းလောက်ကြာမှတဖြည်းဖြည်းတိတာကျလာတာမျိုးပေါ့ဒါမှမဟုတ်EVV virus စစ်တဲ့ monospot test ဆိုရင်လေယောဂစဖြစ်ချင်းစစ်လိုက်ရဲ့အဖြေက negative ပြနေနိုင်တယ်ဟုတ်ကဲ့ယနေ့နဲ့ကြာမှ positive ထေချာပြတာမျိုးဆိုတော့စစ်ဆေးမှုအဖြေတစ်ခုတည်းကိုကြည့်ပြီးဆုံးဖြတ်လို့မရပြန်ဘူးလူနာချင်းနေလက္ခဏာအချင်းအခါဒါတွေပါထည့်တွက်ရတာပေါ့လေဆိုတော့ယောဂတစ်ခုကိုတေချာအောင်စစ်ဆေးမှုတွေအများကြီးလုပ်ရမျိုးလည်းရှိမှာပေါ့နော်အတိအကျပဲတခါတလေဘာကြောင့်ဖျားမမတိတဲ့အခြေအနေတွေ PUO လို့ခေါ်တာပေါ့ Pyrexia of unknown origin အဲ့လိုမျိုးဆိုရင်ဖြစ်နိုင်ချေရှိတဲ့ယောဂတွေအများကြီးကိုတစ်ခုချင်းစစ်ထုတ်ဖို့တွေးစစ်တာတွေပုံရိပ်ဖော်တာတွေအများကြီးလုပ်ရတာတဲ့ဟုတ်ကဲ့ဒါမှမဟုတ် AF လို့နှလုံးခုမမနာမျိုးမှာလဲ ECG တစ်ခုတည်းကြည့်လို့မရဘူးတွေးရကဟော်မုန်းတွေစစ်တာနှလုံး ultrasound ရိုက်တာတွေပါလိုကောင်းလိုလာနိုင်တယ်အများကြီးပဲနော်ဟုတ်တယ်အဲ့လိုအများကြီးလုပ်ယုံနဲ့လည်းမပြီးသေးဘူးစစ်ဆေးမှုတစ်ခုချင်းစီမှာကသူ့အကန့်အသတ်နဲ့သူရှိတတ်တယ်အဲ့ဒါကိုနည်းနည်းရှင်းပြပါဦးလားအကန့်အသတ်ဆိုတာဟုတ်ကဲ့ဥပမာ CT scan ပေါ့အရာအတုံးမဲ့ပါမဲ့တွေးကြောနိုင်ရမှာကတ်နေတဲ့နူးညံ့တဲ့အစီဖတ်တွေ softplex လို့ခေါ်တာပေါ့အဲ့ဒါမျိုးတွေကိုသူကရှိတာရှော့ပြမိတာမျိုးဖြစ်နိုင်တယ်အဲ့ဒါကနှလုံးထိတ်ခိုက်မှုဖြစ်နိုင်ချေအကယ်ဖြစ်တဲ့အခါအရေးကြီးတဲ့အချက်လွဲသွားစေနေတာပေါ့နောက်တစ်ခုကသွေးထဲကတတ်ငွေတွေတိုင်းတာ blood gas analysis ပေါ့အဖြေတွေကအများကြီးအချက်လက်ပေးနိုင်တယ်ဒါပေမဲ့အဖြေတစ်ခုတည်းကြည့်ပြီးကောက်ချက်လို့မရဘူးလေလူနာရဲ့အခြေအနေတခြားအဖြေတွေနဲ့ချိန်ထိုးပြီးမှအတိတ်ပဲကောက်ရတာရှုပ်ထွေးပါတယ်နော်ဟုတ်တယ်ဒီလိုရှုပ်ထွေးမှုတွေအချက်လက်တွေတိတ်များနေတဲ့အခါအရေးကြီးတာတွေမကြံခဲ့အောင်အထူးသဖြင့် ICU လိုနေရာမျိုးမှာ first hug လိုမျိုးမိညာအထောက်အကူပြု checklist တွေတုံးကြတယ် first hug ဟုတ်ကဲ့အဲ့ဒါကလူနာအတွက်အရေးကြီးတဲ့အချက်တွေဥပမာ F က feeding အစာအာဟာရ E က analgesia အနာတတာစေ S က sedation နှစ်သိမ့်စေအဲ့လိုမျိုး T က thromboprophylaxis သွေးခဲကာကွယ်တာ U က ulcer prophylaxis အစာအိမ်အနာကာကွယ်တာ G က glucose control သွေးချိုထိုင်တာစသဖြင့်ပေါ့လေအချက်တိုင်းကိုမမေ့မလျော့စစ်ဆေးနိုင်အောင်ကူညီပေးတာပေါ့စနစ်တကျလုပ်တဲ့သဘောပေါ့နော်စိတ်ဝင်စားစရာပဲကဲဒါဆိုယောဂရှာဖွေးမှာဒီလိုမတိချာမှုတွေရှိသလိုပဲယောဂနာမည်တက်ပြီးသွားရင်ကောကုသမှုအပိုင်းမှာရောဒါတွေကရှိနေဦးမှာပဲနော်သိချတာပေါ့ကုသမှုအပိုင်းကလေသူ
သူ့ဟာနဲ့သူစိန်ခေါ်မှုတွေရှိတာပဲယောဂတစ်ခုအတွက်ကုသနည်းကတစ်ခုမှရှိနိုင်တယ်လေ ဟုတ် ဘေဟာကဒီလူနာတွေအကောင်းဆုံးဖြစ်မလဲရွေးရတာကတစ်ချက်ရွေးပြီးရင်တောင်ဆေးပမာဏဘယ်လောက်ပေးမလဲဆိုတာကလည်းလူနာတစ်ယောက်နဲ့တစ်ယောက်တုံ့ပြန်ပုံမတူတော့ ဟုတ်တယ်နော်ကြားဖို့တယ် warfarin လို့သွေးကြဲဆေးဆိုသွေးခဏခဏစစ်ပြီးဆေးချိန်နေရတယ်ဆိုတာမျိုး မှန်ပါတယ် insulin ပမာဏချိန်ရတာမျိုးလဲဒီတဘောပဲပေါ့ တီတီကြကြပဲဆေးပမာဏချိန်ရတာအပြင်ကုသမှုတိုင်မှာအကျိုးကျေးဇူးနဲ့အန်တရ risk benefit ပေါ်လေအဲ့ဒါကိုချိန်စားရတာကလည်းအရေးကြီးတဲ့ဆုံးဖြတ်ချက်ပဲ ဥပမာ ဥပမာဟိုရင် NCID လို့အကြိုက်ခဲပြောက်စေတယ်နာရာတတ်တာပြီမယ်အစားအိမ်ကြောက်ကနှလုံးသွေးကြောဒါတွေအတွက်အန်တရရှိနိုင်တယ်လေ ဆိုတော့ဘသူကိုပေးမလဲဘယ်လောက်ပေးမလဲစဉ်းစားရတာပေါ့ အဲ့ဒါပေါ့နောက်ပြီးပြင်းထန်တဲ့လေဖြတ်တာနှလုံးသွေးကြောပိတ်တာတွေမှာသုံးတဲ့သွေးခဲဖြော်စေ thrombolysis ပေါ့အသက်ကယ်လိုင်းတလို့ဦးနောက်သွေးရိုးတာလိုမျိုးစိုးချိုးကြီးတွေလည်းဖြစ်နိုင်တယ်ဆိုတော့အကျိုးကအန်တရထတကယ်တာတဲ့လားဆိုတာတေချာချိန်ဆရတယ် ပဋိစီဝါဆေး antibiotics ရွေးတဲ့နေရာမှာတော့ဒီလိုမျိုးပဲလား အခုတို့ပါပဲလူနာတယောက်ပိုးဝင်တဲ့လက္ခဏာနဲ့လာပြီးဆိုရင်ပပိုးဖြစ်နိုင်လဲဘယ်နေရာလဲခမန်းပြီးတော့ဖြစ်နိုင်ခြေအများဆုံးပိုးတွေကိုနိုင်မဲ့ဆေးတစ်မျိုးနဲ့အရင်ဆိုင်ရတာများတယ် empiric therapy လို့ခေါ်တာပေါ့ ဟုတ်ကဲ့ဘာလို့ဆိုတော့ ဟိုပိုးမွေးပြီးပဲဆင်းနဲ့တဲ့လဲဆိုတဲ့ sensitivity အဖြစ်စောင့်နေကြားတယ်လေလူနာချီနေကမစောင့်နိုင်တာမျိုးရှိတယ်ဒါပေမဲ့အဲ့လိုခံမှန်းပေးတဲ့ဆေးကလည်းမှန်ချင်မှမှန်ဆေးရင်ပါနေတာမျိုးလည်းရှိနိုင်တယ် ဆိုတော့အဖြစ်ထွက်လာမှလိုအပ်ရင်ပြောင်းရတာပေါ့ ဟုတ်တယ်အဲ့ဒါကလည်းမတိချမှုတစ်ခုပဲလေ ဆေးရဲ့ဘေးထွက်ဆူချူတွေစီမံရတာကတော့ဒါလည်းမတိချမှုတွေပါနေမှာပဲနော် တေချာပေါ့ပဲဥပမာ opioid အကန့်အခဲပြောက်ဆေးတွေဟာအသက်ရှူရက်စေနိုင်တဲ့အကန့်တွေရှိတယ်ဒါကြောင့်လူနာကိုတေချာစောင့်ကြည့်ရတယ်လိုအပ်ရင် naloxone ဆိုတဲ့ဆေးနဲ့ပြန်ကဲရတယ် ဒါမှမဟုတ်ကင်ဆာဆေးသွင်းကူထုံ chemotherapy ဆိုရင်လည်းဘေးထွက်ဆိုးကျိုးတွေမြင်လိုက်ပဲပြိုတာအန်တာဆမင်ကျွတ်တာဒါတွေကိုဘယ်လိုကာကွယ်မလဲထစ်လိုက်ရင်ဘယ်လိုတတ်ထအောင်လုပ်မလဲကြိုစဉ်းစားထားရတယ် ခွဲစိတ်ကုသမှုလိုမျိုးမှာတော့ အဲ့ဒါတွေမှာလည်းမတေချမှုတွေရှိရပေါ့ဥပမာနှလုံးအတွင်းကရောင်က IE ယောဂါမှာခွဲစိတ်ဖို့လိုမလိုဆုံးဖြတ်ရတာမျိုးကတော်တော်ခွန်စားရတဲ့ကိစ္စပဲခွဲစိတ်မှုရဲ့အကျိုးနဲ့အန္တရာယ်ကိုချိန်ရတာလေ ဟုတ်ကဲ့ဒါတွေကိုကြည့်ရင်ဆေးပညာမှာမတိချမြင်ရမှုဆိုတာကနေရာတိုင်းမှာပါနေရမယ်နော်ရှာဖွေရေးရောကုသရေးရောဒါဆိုရင်လေယောဂရဲ့အဆုံးသက်ရလဲကျိုးအလားအားလား prognosis ပေါ့အဲ့ဒါကိုခံမှန်းတဲ့နေရာမှာကောဒါပို့လို့တော့မတိချနိုင်ဘူးလား အဲ့ဒါကတော့တကယ်ကိုမှမှန်တယ်ချက်ပဲယောဂတစ်ခုရဲ့ရှေ့ဆက်ဘာဖြစ်မလဲအဆုံးသက်ဘယ်လိုဖြစ်မလဲတိကျကျ Hawking ထုတ်ဖို့ဆိုတာအင်မတန်ခက်ပါတယ်ဥပမာ ARDS လို့ခေါ်တဲ့အဆုံးပြင်းပြင်းထန်ထန်ပျက်စီးတဲ့အခြေအနေမျိုးမှာဆိုပါတော့ ဟုတ်ကဲ့ အသက်ရှင်နိုင်ခြေကလူနာရဲ့အသက်တခြားယောဂအခန့်ရှိမရှိပျက်စီးမှုဘယ်လောက်ဆိုးလဲဒါတွေပုံမူတည်ပြီးအများကြီးကွာသွားနိုင်တယ်ရှင်ခဲ့ရင်တောင်အဆုတ်ကဘယ်လောက်ထိပြန်ကောင်းလာမလဲကြိုးပြောဖို့ကခက်တယ်လी နာရရှိယောဂတွေမှာဆိုရင်ရောဥမာကင်ဆာလိုမျိုးမှာ ဟုတ်ပါတယ်ကင်ဆာမှာဆိုရင်ယောဂအဆင့် staging ပေါ့အဲ့ဒါကရှင်သန်နှုန်းကိုအကြမ်းဖြင့်ပြောနိုင်ပေမဲ့ဒါကပြန်မြပဲလူနာတရားချင်းစီရဲ့တကယ်ရလကကင်ဆာမျိုးစားမျိုးရိုးဗီဇကုသမှုကိုတုံ့ပြန်ပုံစတာတွေပေါ်မူတည်ပြီးခွဲပြသွားနိုင်တယ် lupus တို့ RA တို့လိုယောဂတွေကော အဲ့ဒါတွေလည်းဒီလိုပဲယောဂကတောက်လျှောက်ဆိုးသွားမှာလားတက်လိုက်ကြလိုက်ဖြစ်နေမှာလားဘယ်အချိန်ပိုဆိုးလာမလဲခမရတိတ်ခတ်တယ်ဒီမတိကျမှုကလူနာတွေအတွက်စိတ်ပိုင်းဆိုင်ရာဖိအားလည်းဖြစ်စေတာပေါ့ ဟုတ်ကဲ့ရလက်တွေကိုလွှမ်းမိုးတဲ့တခြားချက်တွေကကောဘာတွေရှိသေးလဲရှင် အဓိကကတော့လူနာရဲ့အသက်ပေါ့နောက်ပြီးတခြားယောဂအခန်းတွေ comorbidities လို့ခေါ်တာပေါ့ဥပမာနှလုံးအားနေတဲ့လူနာမှာကြောက်ကလည်းမကောင်းဘူးစီးချိုးလည်းရှိတယ်ဆိုရင်သူ့ရဲ့အခြေအနေကနှလုံးတစ်ခုတည်းမကောင်းတဲ့သူတွေပိုဆိုးနိုင်ခြေရှိတာပေါ့ ဟုတ်ကဲ့ နောက်ပြီးကုသမှုတွေတိုးတက်လာတယ်ဆိုပေမဲ့လည်းမတိကျမှုတွေကရှိနေတော့မယ်ဥပမာကိုရင်ကအစားထိုးကုသတာပေါ့ကြောက်ကအစားထိုးတယ်ဆိုပါတော့အလူရှင်နဲ့လက်ခံသူရဲ့တ िश ူးအမျိုးဆောင် HLA ကိုင်းညီမှုကအရေးကြီးတယ် ဟုတ် ဒါပေမဲ့ကိုင်းညီမှုကောင်းရင်တောင်မှအစားထိုးလိုက်တဲ့ကြောက်ကတ်ကိုတိုက်ခိုက်တဲ့ပဋိပစ္စည်း DSA တွေထွက်လာနိုင်နေတယ်ဒါတွေကကြိုတင်အတိအကျပြောခက်တဲ့အချက်တွေပေါ့လी လူနာတွေမိသားစုဝင်တွေနဲ့ဆက်ဆံပြောဆိုရတာကလည်းတကယ့်အရေးကြီးတဲ့အပိုင်းဖြစ်မဲ့ထင်တယ်
သိအရေးကြီးပါတယ်အထူးသဖြင့်အခြေအနေဆိုးရွားနေတဲ့ ICU လို့နေရာမျိုးမှာပေါ့ဆရာဝန်တွေဘက်ကအခြေအနေဘယ်လောက်ဆိုးလဲဖြစ်နိုင်တဲ့ရလဒ်တွေကဘယ်လောက်မသေးချလဲဆိုတော့ရိုးရိုးသားသားရှင်းပြရမယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲမျောလင့်ချက်လုံးဝပြောက်သွားအောင်လည်းမလုံးမိဖို့လိုလဲအမှန်တိုင်းပြောရတဲ့စန္ဒစိတ်ထားတာကြောင့်မှဟန်ချက်ညီဖို့လိုတယ်ဒါကစေပညာကျွမ်းကျင်မှုတက်တဲ့ပိုတဲ့အရေးချင်းတစ်ခုပေါ့ဟုတ်ကဲ့ဒီဆွေးနွေးမှုကိုကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့စနစ်ပိုင်းဆိုင်ရာရှုထောင့်တွေဘက်ကိုနည်းနည်းဆက်ကြည့်အောင်လားမတိချမရေရောင်မှုတွေကဒီဘက်မှာရောဘလို့တက်ရောက်မှုရှိနိုင်မလဲအရေးကြီးတဲ့ချက်တစ်ခုကတော့လူနာကိုယ်တိုင်ကဆုံးဖြတ်ချက်မချနိုင်တော့တဲ့အခြေအနေတွေမှာဘယ်လိုလုပ်မလဲဆိုတာပဲဥမာတရေလနေတာစိတ်ပိုင်းဆိုင်ရာတိမနိုင်စွမ်းကြဆင်းနေတာမျိုးပေါ့ဟုတ်ကဲ့အဲ့လိုအခြေအနေတွေရှိနိုင်တာပေါ့ဟုတ်တယ်ဒီအတွက်ဥပဒေပိုင်းကျင့်ဝတ်ပိုင်းလမ်းညွှန်ချက်တွေရှိပါတယ်ဥမာ UK မှာဆို Mental Capacity Act ပေါ့လူတယောက်ဆုံးဖြတ်နိုင်စွမ်းရှိမရှိဘယ်လိုအကဲဖြတ်မလဲမရှိရင်သူ့အတွက်အကောင်းဆုံးဖြစ်မဲ့အဆုံးဖြတ်ချက်ကိုဘယ်လိုချမလဲစရမှုပေါင်းနေပေါ့တခြားကြိုတင်ပြင်ဆင်ထားလို့ရတာမျိုးကောရှိပါတယ်လူတွေကကြိုတင်ပြီးတော့ဘယ်လိုကုသမှုမျိုးကိုလက်မခံဖို့ဆိုတာစာနဲ့ရေးထားခဲ့လို့ရတဲ့ ADRT Advanced Decision to Refuse Treatment ပေါ့ဒါမှမဟုတ်ကိုစားဆုံးဖြတ်ချက်ချပြီးဖို့ကိုစားလဲ LPA လွဲထားတာမျိုးပေါ့ဒါတွေကမတိချတဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေပေါ့လေဒီလိုမိုးပေါင်းနေလမ်းညွှန်ချက်တွေရှိတာကကောင်းမယ်မဲ့တခါလေမှဒီလမ်းညွှန်ချက်တွေကလူနာတယောက်ချင်းစီရဲ့အခြေအနေနဲ့အထီးကျမကိုက်တာမျိုးတော့မဖြစ်နိုင်ဘူးလားဒါတကယ်လက်တွေ့မှာကြုံရတတ်တဲ့အခက်အခဲပဲ guideline တွေ protocols တွေကရေပွဲအကောင်းဆုံးနည်းလမ်းတွေကိုအခြေခံထားတာမှန်ပေမဲ့လူနာတိုင်းကပုံစံခွက်တဲ့အံဝင်ခွင့်ချဖြစ်ချင်မှဖြစ်ပါလိမ့်ဟုတ်ကဲ့လူနာတယောက်ချင်းစီမှာသူ့ရဲ့ကိုယ်ပိုင်အခြေအနေတန်ဖိုးထားမှုဦးစားပေးမှုတွေရှိနိုင်တယ်ဒါကြောင့်လမ်းညွှန်တွေကိုတီးယုံတယ်မပြူဘယ်အချိန်မှလမ်းညွှန်နေနဲ့တွေ့ဖြေးပြီးလူနာတဲ့အတင့်တော်ဆုံးကိုလုံးပေးမလဲဆိုတာကိုပါစဉ်းစားဆုံးဖြတ်နိုင်ဖို့လိုတယ်ဒါကအတွေ့အကြုံနဲ့ကျွမ်းကျင်မှုပုံမူတည်တာပေါ့နောက်ပြီးတော့အမယွင့်ဖြစ်နိုင်စေကတော့ဒီလောက်မသေးချောင်းမှုတွေများနေတဲ့နယ်ပယ်မှာအမလုံးဝမဖြစ်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်တယ်လို့ပဲမလားရှင်မှန်ပါတယ်လူတွေလုပ်တဲ့ဘယ်လို့မှမဆိုအမားဆိုတာဖြစ်နိုင်တာပဲဆေးပညာမှာတော့အမားရဲ့နောက်ဆက်တွဲကကြီးနိုင်တော့အမားနဲ့အောင်တော့အစွမ်းကုန်စူးစမ်းရတာပေါ့ဒါပေမဲ့လုံးဝမမားဘူးလို့တော့ပြောလို့မရဘူးလေအေးအရေးကြီးတာကအမားဖြစ်သွားခဲ့ရင်ဒါမှမဟုတ်မားတော့မလို့ဖြစ်သွားရင် near miss ပေါ့အဲ့ဒီဖြစ်တွေကနေတန်ခန်းစာယူဖို့ပဲဒါကြောင့်ဆေးရုံတွေမှာ incident reporting system တွေထားတာဟုတ်ကဲ့အဲ့ဒီစနစ်တွေကဘာလို့မိုင်းတာလဲနောက်မဖြစ်အောင်စနစ်ပိုင်းမှာဘာတွေပြင်းဖို့လို့လဲဆိုတာကိုလေ့လာသုံးသပ်ဖို့ကူညီပေးတယ်လေဒါလည်းမတိချမှုတွေကြားမှာဘေးကင်းအောင်လှုပ်ဆောင်မှုတစ်ခုပါပဲကဲဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးရတာတွေကိုပြန်ပြီးခြုံကြည့်လိုက်ရအောင်ဆေးပညာမှာဆိုရင်ယောဂရှာတာကုတာရလက်ခံမှန်းတာအဆင့်တိုင်းမှာမတိကျမြေယာမှုတွေကအများရန်ရှိနေရပေါ့နော်ဟုတ်ပါဒါတွေကိုကြော်လွှမ်းလိုက်အောင်စူးစမ်းရတာကကျွမ်းကျင်ပညာရှင်ထိချင်းရဲ့အရေးပါတဲ့အစိတ်ပိုင်းခုပဲဆွဲရမှာပဲဟုတ်ပါဒီနေ့ကျွန်တော်တို့ကြည့်ခဲ့တဲ့ရမစ်တရားနဲ့တည်နိုင်တာကတော့လေကျွမ်းကျင်သူတွေကဒီမတိချမှုတွေကိုကြာပန်းရင်ဆိုင်တာမဟုတ်ဘူးစနစ်တကျချင်းကမှုတွေတုံးကြတယ်ဆိုတာပဲဟုတ်ကဲ့လို့ checklist တွေတုံးတာပေါ့လူနာကိုအနိကစောင့်ကြည့်တာအကျိုးနဲ့အန္တရာယ်ကိုတေချာအကိဖက်တာနောက်ပြီးအတွေ့အကြုံတွေသူတေသနာအသစ်တွေကနေအမြဲတမ်းသင်ယူနေတာဒါတွေကအဓိကကြတဲ့နီးလန်းနေပါပဲဒါဆိုရင်ဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်တဲ့အနေနဲ့နားဆင်သူတွေအတက်စဉ်းစားစရာလေးတစ်ခုလောက်ခြံခဲ့ပေးပါဦးရှင်ကောင်းပါပြီဒီနေ့ကျွန်တော်တို့ဆေးပညာနယ်ပယ်ကဥပမာတွေနဲ့ပြောဟဲကြပါမယ်ဒီမသေးချာမရေရမှုကိုရင်ဆိုင်ရခြင်းဆိုတဲ့ UISA ကတခြားရှုပ်ထွေးတဲ့နယ်ပယ်တွေအားလုံးနဲ့လည်းသက်ဆိုင်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဒါကြောင့်စဉ်းစားကြည့်စေချင်တာကဘယ်နယ်ပယ်မှာပဲဖြစ်ပေါ့လေအရာရာကိုလုံးဝသေချာအောင်လုပ်ဖို့ကြိုးစားနေတာချက်မသေးချာမရေရမှုဆိုတာရှိနေတတ်တယ်ဆိုတာကိုအတိမပြုလက်ခံလိုက်ခြင်းကတကယ်တော့ပိုပြီးထိရောက်တဲ့ဆွမ်းမကြီးချဖို့ပိုပြီးမြင်မြန်သိယူနိုင်ဖို့အရေးကြီးတဲ့တော့ချက်တစ်ခုဖြစ်နေနိုင်မလားစိတ်ဝင်စားစရာအသေးခေါ်လေးပါပဲဒီလိုရှုမြင်ပုံလက်ခံကြည့်မယ်ဆိုရင်ကိုယ်တိုင်နဲ့သက်ဆိုင်ရာနယ်ပယ်ဒီမှာတင်ယူလေ့လာပုံပြဿနာတွေကိုချင်းကပ်ပုံတွေပေါ့ဘယ်လိုများအပြောင်းလဲဖြစ်သွားစေနိုင်မလဲဆိုတာကိုစပ်ပြီးတွေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်